မြစ်တာတရားကြီးမားလို့နဲ့အရှင်ပြုအလူပွဲကြောင့်နတ်ပြည်မှာဗိမာန်ပေါ်နေလောက်ပြီလို့ပြောနေကြတဲ့ခိုင်နှင်းဝီပရိသတ်များလုံးမင်္ဂလာပါရှင်။ဘာမစ်နောင်ကနေပြန်လဲကြိုဆိုလိုက်ပါတယ်။ရင်သွေးလေးတွေပေါ်မှာမြတ်တာတရားကြီးမားစွာနဲ့ကြီးကျယ်ခမ်းနားတဲ့ရှင်ပြုအလူတော်မင်္ဂလာပွဲကြီးကြောင့်နတ်ပြည်မှာပုံဗိမာန်ပေါ်နေလောက်ပြီလို့ချီကျူးတာတို့ခေါ်ခံနေရတာကတော့မိမိခိုင်နှင်းဝီဖြစ်ပါတယ်။ခိုင်နှင်းဝီကတပေါင်းလာပြည့်နေ့အနေတူးနေမြတ်မှာရင်သွေးလေးတွေအတွက်ရှင်ပြုနာတာအလူတော်မင်္ဂလာပွဲကြီးကိုချိန်တဲ့ကျင်းပခဲ့တာဖြစ်ပါတယ်။အားလုံးသိကြတဲ့အတိုင်းခိုင်နှင်းဝီကရင်သွေးငယ်ပေါင်းများစွာကိုထိမ့်သိမ်းဆောက်ရှောက်ပေးနေတဲ့ပရိဟိတမင်းသမီးကြီးတဦးဖြစ်ပြီးပရိသတ်ချစ်ခင်လေးစားမှုကိုလည်းရရှိထားတဲ့သူတဦးပါခိုင်နှင်းဝီကကလေးငယ်တွေကိုပညာသင်ကြားစေလျက်ရှိပြီးတကယ်မိခင်အရင်တယောက်လိုအနစ်နာခံအပင်ပန်းခံဆောက်ရှောက်ပေးရသူပဲဖြစ်ပါတယ်။အခုခါမှာတော့ခိုင်နှင်းဝီကရင်သွေးလေးတွေကိုကိုကဝမ်းနဲ့လွယ်မွေးထားရတာမဟုတ်ပေမယ့်ကိုယ့်ရဲ့သားသမီးအရင်လေးတွေလိုမျိုးရှင်ပြုနာတာအလူမင်္ဂလာပွဲကြီးကိုကျင်းပပေးခဲ့ပါတယ်။ခိုင်နှင်းဝီကသူမရဲ့ဂေဟာမှာအရွယ်ရောက်ကြီးပြင်းလာတဲ့ယောက်ျားလေးကလေးလေးတွေကိုတရဏဘောင်တွေကိုတွတ်တွင်းပြီးတော့မိန်းကလေးတွေကိုတော့နာတာမင်္ဂလာပွဲကြီးကျင်းပခဲ့တာဖြစ်ပါတယ်။ဒီရှင်ပြုနာတာအလူတော်ပွဲကြီးကိုရန်ကုန်မြို့တောင်ဥက္ကလာပမြို့နယ်မှာရှိတဲ့ကြိုင်မရောကျောင်းအမှတ်9ဝိုင်းကံဦးကျောင်းတိုက်ကြီးမှာပြုလုပ်ခဲ့တာဖြစ်ပါတယ်။မနက်ခင်းအစောပိုင်းမှာတော့ခိုင်နှင်းဝီရဲ့ရှင်ပြုအလူတော်မင်္ဂလာကချိန်တဲ့စီကားခဲ့ပြီးတော့ရွှေတကုံစီတီတော်မှာရှင်လောင်းလှည့်နေတဲ့ပုံရင်လေးတွေကလည်းမြင်တဲ့သူတိုင်းကိုကြည်နူးပီတိဖြစ်စေခဲ့ပါတယ်။ခိုင်နှင်းဝီကအသက်6နှစ်အရွယ်မိဘမဲ့သားငယ်လေး12ဦးကိုရှင်သာမဏေအဖြစ်တာရဏဘောင်ကိုတွတ်တွင်းချင်းမြင်ပေးခဲ့တယ်လို့မိန်းကလေး12ဦးကိုလည်းနာတာမင်္ဂလာဖြစ်ထဲသွင်းကျင်းပခဲ့ပါတယ်။တရုတ်ဆောင်ခိုင်နှင်းဝီကဒီလိုမျိုးရှင်ပြုနာတာပွဲကြီးပြုလုပ်နိုင်ဖို့အတွက်လွန်ခဲ့တဲ့2နှစ်3နှစ်လောက်ကလေးကစ조사ပြင်ဆင်ဆောင်ရွက်ခဲ့ရပြီးတော့သူမရဲ့ကိုယ်ပိုင်ငွေရောအခြားအလူရှင်တွေလူတန်းတဲ့ငွေကြေးတွေကိုပါဝင်လူတန်းခဲ့တယ်လို့ဆိုပါတယ်။ခိုင်နှင်းဝီကသူမအနေနဲ့ဒီလိုမျိုးရှင်ပြုအလူပွဲဖြစ်လာဖို့အလူအမဖြစ်ဖို့အတွက်ရင်သွေးလေးတွေကိုစတင်မွေးဖွားစဉ်ကလေးကစိတ်ကူးရင်ခဲ့ရတာလို့သိရပါတယ်။ရက်သားလေးကနေမွေးလာရတဲ့ရင်သွေးလေးကအခုလိုမျိုးကြီးကျယ်ခမ်းနားစွာရှင်ပြုပေးလိုက်ရတဲ့ခံစားချက်ကြောင့်ဝမ်းသာပီတိဖြစ်လွန်းလို့မျက်ရည်တွေပါကျခဲ့တယ်လို့ခိုင်နှင်းဝီကဆိုပါတယ်။ဒီလိုအလူပွဲကြီးလုပ်ခွင့်ရလို့လေရင်သွေးလေးတွေကိုကျေးဇူးတင်ရမှာဖြစ်ကြောင်းသူမရဲ့ဂေဟာကသားတွေသမီးတွေကြောင့်အမကအခုလိုတာရဏပြုခွင့်ရတာပါဆိုပြီးတော့ခိုင်နှင်းဝီကထုတ်ပြောခဲ့ပါတယ်။ခိုင်နှင်းဝီကသူမရဲ့မိဘမဲ့ကလေးတွေအတွက်အခုလိုမျိုးရှင်ပြုအလူလုပ်ခဲ့ရလို့ဂုဏ်ယူကြောင်းလည်းပြောခဲ့ပါတယ်။ခိုင်နှင်းဝီရဲ့ရှင်ပြုအလူတော်မင်္ဂလာပွဲကိုတော့နာမည်ကြီးအနုပညာရှင်တွေတော်တော်များများဝန်းရံအားပေးခဲ့ကြတာတွေ့ရပါတယ်။ပရိသတ်တွေကရောမြင့်မြတ်တဲ့ရှင်ပြုအလူပွဲကျင်းပနိုင်ခဲ့တဲ့ခိုင်နှင်းဝီပေါ်မှာမိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးသွားခဲ့ပါအောင်ရှင်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရရှင်။